Hello မင်္ဂလာပါ Hello everyone ကဲဒီနေ့မှာတော့ lifestyle coach by Ham ဆိုပြီးတော့modeling နဲ့ပတ်သက်ပြီးတော့ဒီ mentor အနေနဲ့ရော lifestyle အနေနဲ့ရောအမဖြတ်တန်းတွေ့ကြုံခဲ့ပြီးတော့အမကြင်ကြံနေထိုင်တဲ့ lifestyle အစားအသောက်လေးတွေ sharing လုပ်ပေးမယ်ပေါ့နော်ပထမဆုံးလေ့ကျင့်ခန်းမလုပ်ခင်မှာအမကအကျော်လျှော်တယ်အကျော်လျှော်ပြီး squat ထိုင်တာတွေလုပ်တယ်ဒီအကျော်လျှော်တာကတော့လေ့ကျင့်ခန်းမလုပ်လေရေချိုးခံနေတဲ့အကျော်လျှော်ဖြစ်တယ်ပေါ့ဒီလေ့ကျင့်ခန်းတွေကအမလွန်ခဲ့တော့2019 COVID-19 pandemic စဖြစ်ခဲ့ရပါတော့အိမ်မှာ lockdown နေရတဲ့အချိန်တွေကအမအမြဲတမ်းအဲ့လိုမျိုးစိတ်ထဲကြားတဲ့ခါအိမ်ထဲမှာပိတ်မိတဲ့အချိန်တိုင်းမှာအမလုပ်ဖြစ်တဲ့ workout လေ့ကျင့်ခန်းတွေပေါ့နော်အဓိကတော့အမအောက်ပိုင်းအမြဲဆော့တယ်အောက်ပိုင်းကိုခုနလိုပေါ့ဒီ bike အစီနဲ့အမကြံခဲ့တဲ့ရက်ပိုင်းကဒီဆန်ပေါ့နော်ဒီမှာဆန်မစားပြစ်တာကြာပြီ rice မစားပြစ်တာကြာပြီဆိုတော့ကြံခဲ့ရက်ပိုင်းက protein တွေတောက်ပြီးတော့ weight ပြန်တင်နေရဆိုတော့ဒီတင်ပါနဲ့ bike ကအစီနဲ့ထွက်လာလို့ဒါ fat belly fat ပေါ့နော် belly fat ဖြစ်တဲ့ fat burn ဖြစ်တဲ့ exercise ကိုမှပြန်လုပ်နေရဒါအမြဲတမ်းလုပ်နေကြဆိုတော့ကျင့်သားရနေပြီကိုယ့်ရဲ့ခန္ဓာကိုယ်ကလည်း balance ပိုဖြစ်လာတယ် posture နဲ့ဒီကိုယ့်ရဲ့ခန္ဓာကိုယ် posture လမ်းလျှောက်တာအစားပို့ပြီးတော့ smack ကျလာတယ်ပေါ့နော်သွားလာတာအစားဒီခန္ဓာကိုယ်အချိုးစားပို့ပြီးကျလာဒါကတော့ bike out အစီနဲ့ဒီတင်ပါကိုထိရဲ့bike out အစီကိုဘယ်လိုပြောမလဲလောင်ကျွမ်းပြီးတော့တင်ပါကိုထိရဲ့လေ့ကျင့်ခန်းပေါ့နော်ဒါလေးတွေကပေါ့ပပနဲ့အိမ်မှာလောက်ကလွယ်တယ်ပေါ့နော်ဒီ workout လေ့ကျင့်ခန်းတွေ home workout လေ့ကျင့်ခန်းလေးတွေကတပတ်ကို3ရက်လောက်တော့လုပ်ဖြစ်တယ်အမြဲတမ်းပြီးတော့မှဒီ plan ထောက်တာကြတော့မလုပ်ဖြစ်တာကြာပြီပေါ့နော်အရင်ကဆိုလို့ရှိရင်မိနစ်30လောက်ထိထောက်နိုင်တယ်အခုတော့15မိနစ်လောက်ပဲရတယ်ပြီးတော့ဒါတင်မလှည့်ရဆိုတော့ဒီခါးနဲ့တင်ဘေးမှာရှိတဲ့အစီတွေကြာစီတွေပေါ့နော်ဒါ chicken soup ပေါ့လေဒီမှာကဟိုလိုမျိုး spicy ခောက်ဆွဲတွေ ready made ခောက်ဆွဲတွေပေါ့နော်ခောက်ဆွဲပြုတ်တွေမစားပြတော့ lifestyle ကဒီအတက်ရွယ်မှာအရေးကြီးတယ်ဒီဘက်ရောက်ခဲ့ကစင်ပြေလိုစားတယ်ဒီမှာအလောက်ကကျွေးရဟာစားတယ်အစင်ပြေလိုစားရဆိုမှအဲ့လိုမျိုးjunk food တွေနောက်ခါကျတော့ snack တွေပေါ့နော်အဲ့လိုမျိုး fast food တွေမစားပြတော့မစားတော့ဘဲနဲ့ဟိုမရှိတာကိုတောင်းတနေမဲ့အစားလေးရှိရလေးကိုပဲအစင်ပြေအောင်ကြည့်လို့ပြီးစားလိုက်တာပေါ့နော်မြန်မာနိုင်ငံကမဟင်းကားတို့လက်ဖက်ရည်တို့အီဂျာပွဲတို့အတုပ်စုံတို့တော့မမျှော်လင့်တော့အဲ့ဒီမှာဘာပေါ်လဲဆိုတော့ pasta တို့ macaroni တို့ပေါ်တဲ့ခါကျတော့ pasta ခောက်ဆွဲကိုပဲခောက်ဆွဲပြုတ်ဟိုလိုမျိုး instant noodle တွေမစားတော့ဘဲနဲ့အဲ့ pasta ခောက်ဆွဲကိုပဲဒီမှာကြက်သားပေါ်တော့ဒီမှာကြက်ပဲစားနေရကြက်ရုပ်ပေါက်နေအဲ့ကြောင့်မို့လို့ပိန်ပြီးသူကကြစ်သွားတယ်ပါတယ်ပေါ်တာအမဲသားဒီမှာတိုးသားတွေလည်းရှိအဲ့ဒါတွေမစားဘူးအဲ့ဒါတွေမစားတော့ကြက်သားကြီးပဲနှိမ့်စားဟိုတလောကဆန်စားလိုက်တာဘိုင်းနေပူလာတယ်weight တက်ရမယ်ဆိုလို့လေ weight မတက်ရင်တဲ့ဟို body weight ပေါ့နော် body stretcher ကိုယ့်ရဲ့ body measurement မတက်လို့ရှိရင်လို့ဖြုတ်မယ်တဲ့မှာတထင်းမီတာဆိုတာပြောထားလို့ designer တွေကပြောထားလို့အဲ့ဒါစားတာ protein တွေတောက်ပြီးနင်းဖြဲစားတာဆိုတော့ထမင်းစားဆန်စားလိုက်တော့နည်းနည်းဖိုက်ပူလာတယ်အခုတော့မှဆန်မစားပြတ်တော့ကြာပြီဆိုတော့အလုံးမကျွေးတော့မနေ့ပိုင်းကိုစားလိုက်တယ်ပေါ့နော်one meal ပဲစားပြတ်တယ်ပေါ့နော်တစ်နက်ပဲစားပြတ်တယ်အဲ့တော့အခုဘာလို့လဲဆိုတော့ဒီမုံနာဥလို့ဒီလိုမျိုးအရွက်ပြုတ်တွေနောက်တစ်ခါကျတော့ဒီဟာကျတော့တန်ဝင်စီနဲ့တန်ဝင်စီဒီမှာပေါ်တယ်လေအဲ့လိုဆိုတန်ဝင်စီထည့်ပဲစီတက်တာတန်ဝင်စီနဲ့တက်လိုက်တယ်စက်တုံဖြူနေပြီးလို့ရှိရင်မုံနာဥတွေအာလူတွေလို့ထည့်ပြီးတော့ဒီမှာအသီးရွက်ကတော့အကြီးတွေပဲပေါ်လဲဆိုတာနဲ့ကျက်စုပ်ပြုတ်ပဲစားနေတယ်ဒါက spaghetti ခောက်ဆွဲနဲ့လို့စင်ပြေလို့စားရတယ်ပေါ့နော်စားတက်နေပါပြီ spicy အဆက်တွေအပူတွေ seafood တွေဆိုတာဘာမှန်းတော့မသိတော့ဘူးဒီမှာလေနေရကြတော့ဒီကပုံစံတိုင်းကိုကိုယ့်ဘက်ကိုအဆင်ပြေလို့စားတက်နေပြီဆိုတော့မရှိတာကိုတောင်းတနေမဲ့အစားရှိတာလေးနဲ့အဆင်ပြေအောင်နေတတ်မယ်အေးချမ်းအောင်နေတတ်မယ်ဆိုလို့ရှိရင်လောဘလေးကင်းတယ်စိတ်လေးချမ်းသာတယ်အဲ့လိုလေးတော်တော်လေးနေတတ်ပါပြီဆိုတော့ဒီဘက်ရောက်လာတဲ့ lifestyle ကြောင့်လည်းပါတယ်ပေါ့နော်ပေါင်းနဲ့ပေါင်းတင်နေနောက်ခါကျောင်းကဆီယာမတွေသူတို့ရဲ့ lifestyle တွေသူတို့ဘယ်လိုနေလဲလို့ကောင်းတာလေးတွေကိုယူရဲပေါ့နော်မရှိတဲ့အရာကိုတောင်းတမျောနေပြီးတော့ပူဆွေးတော့ကရောက်နေမဲ့စားအခုချိန်မှာစစ်ဖြစ်ပြီးပြေးထွားနေရတဲ့လူတွေလည်းအများကြီးပဲအနာခက်ပြောင်းနေရနိုင်ငံတိုင်းလိုနိုင်ငံသားတိုင်းလိုဒုက္ခတွေဖြစ်နေကြရတယ်လည်းအများကြီးပဲအဲ့ဒီမှာဒီလိုအစားတလုပ်စားဖို့တချို့ရေဆိုလို့ရှိရင်မစားတဲ့ရက်တွေတောင်ရှိတယ်အဲ့တော့ဘာပဲပြောအခုချိန်မှာကိုကအများကြီးကန်ကောင်းနေသေးတယ် ACR နေရာရှိတယ်ခြေလက်လက်အကောင်းရှိသေးတယ်ရှာစားနိုင်သေးတယ်ဆိုတာအများကြီးကန်ကောင်းတဲ့လူသားတယောက်ပဲလို့တွေးပြီးတော့ရှိရလေးတွေကိုတန်ဖိုးထားပြီးတော့နေရတာပေါ့နော်